တရားလာမပြပါနဲ့ဒုက္ခရောက်နေမှာပြဿနာဖြစ်နေမှာလာပြီးတော့မှဟိုကောင်ရင်းနေတာလက်ကတလူခုခြေထောက်ကတလူအသက်တလူရှူဟိုကောင်မဟုတ်သေးဘူးမင်းလောက်တာအမယ်သွားဒီဆရာကြီးလောက်နေတာနေသတိဆရာတဲ့ဆရာကြီးဟောပြောနေတာမြတ်တာရှိဆွဲတင်လိုက်ပါလားတရားမပြပါနဲ့မိတ်ဆွေများဟောတရားသဘောကြိုက်သလားဆက်ကူးပါကူးပါတရားမကဲပါဘူးလမ်းပြတာပဲရှိတယ်အဲ့တော့ဒုက္ခရောက်မှတရားမပြပါနဲ့အဲ့ဒီအချိန်မှာဟိုးဝေကြီးကလှေတင်ထက်လာတယ်အဲ့ဒီကဲတင်ရှင်ကတော့သူ့လိုတရားပြပြီးတော့မကဲဘူးဗျရင်နေတဲ့သူတွေငါကဲဖို့လာပြီအခုငါကဲလိုက်တဲ့အရာကိုမင်းတို့လက်ခံပါတယ်ဆိုလို့ရှိရင်ငါလှေပေါ်မှာဆွဲတင်လိုက်မယ်ဒီကယ်တင်ရှင်ကတော့ယေရှုခရစ်တော်ကိုပုံဆောင်ပါတယ်ဧကောဗုဒ္ဓတဆူဒီတော်မြတ်စွာဘုရားကိုပုံဆောင်ပါတယ်အပြစ်နွန်တဲ့ကိုလွတ်နစ်နေတဲ့သူတွေကိုလွတ်ချင်းခွန်ပေးဖို့ရတဲ့သူလာတာဖြစ်တယ်ကျွန်တော်ကိုကယ်ပါကကျွန်တော်ဒီတရားကိုစတော့ကြိုးစားခဲ့ပါတယ်ကျင့်ခဲ့ပါတယ်အခုခြေခွန်လက်ပန်းကျပြီတရားသဘောအရကျွန်တော်ဘလို့မှလုပ်လို့မရတော့ပါဘူးလက်မြောက်ရှုံးပေးပါပြီလို့ကယ်ဖို့ရတဲ့ဆန္ဒရှိပြီးတော့တောင်းခံတဲ့သူကိုဆွဲပြီးတော့မှလှေပေါ်တင်လိုက်တယ်ဆိုတာတွေ့ရတယ်ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကကိုကြွလာတယ်လို့ပြောတယ်ခဲလို့ကျွန်တော်တို့အပြစ်နုံထဲမှာမြုပ်နေတယ်ကယ်ဖို့အတွက်လာတာတရားသဘောကြိုက်သလားဖရာသဘောကြိုက်သလားအဲ့ဒါကတရားသဘောဒါကဖရာသဘောတရားကမကယ်ဘူးဖရာကကယ်တယ်ဖရာတော်မှာတဆူတည်းဖြစ်တဲ့ဧကောဗုဒ္ဓဖရာသခင်ကကယ်တာဖရာတိုင်းကမကယ်ဘူးเนาะဖရာဆိုလို့လုပ်တဲ့သူတွေအများကြီးပဲဖရာဆိုတာလုပ်လို့လည်းရတယ်ထုလို့လည်းရတယ်ဆွဲလို့လည်းရတယ်ပုံစံသွင်းလို့လည်းရတယ်တတ်မှတ်လို့လည်းရတယ်ဗျာကြိုက်တယ်လို့ဖရာကိုလုပ်လို့ရတယ်ဖရာသခင်ကိုတော့ပုံစံသုံးလို့မရဘူးဆွဲလို့မရဘူးထုလို့မရဘူးတတ်မှတ်လို့မရဘူးဖရာသခင်ဆိုတာကရှေးမစွာတဲ့ရှိပြီးသားပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်ဖရာသခင်ကသူ့ကိုကယ်ပါဆိုတဲ့သူဆွဲတင်လိုက်တယ်ဒီနေ့ကယ်တင်ခြင်းဆိုတဲ့နေရာမှာเนาะကျွန်တော်တို့စဉ်းစားပါเนาะကယ်တင်ခြင်းဆိုတဲ့နေရာမှာမေတ္တာနဲ့ကယ်တဲ့ပုဂ္ဂိုလ်ရှိပါတယ်အပြစ်တင်ပြီးတော့မှရေတလူကူးရတဲ့ဒီလိုခြေထောက်ကတလို့လို့အသက်တလို့ရှူကွဆိုပြီးတော့မှအဲ့ဒါကဲတင်တာမဟုတ်ပါဘူးခင်ဗျားတို့အပြစ်နုံထဲမှာထိုးထည့်နေတာရည်နေတဲ့သူကကောက်ရိုးတပင်တော်မှဒီနေ့ဆွဲကျင်တာဒုက္ခရောက်တဲ့သူကကဲတင်ခြင်းလူတယ်ကဲဖို့ဆိုတာကဒီနေ့ဒုက္ခရောက်လို့ကဲတာဗျခင်ဗျားတို့ကျွန်တော်လူလောကကြီးကိုဒုက္ခနဲ့ဝေစားနေတာဒီနေ့တန်တရားရည်သီးချောင်းထဲမှာနေ့တိုင်းမျောနေရတယ်ကာယကံဝစီကံမနောကံလည်းသုံးပါးသီလနေ့တိုင်းကျူးလွန်နေတယ်ပြစ်မှားနေတယ်လူအသက်မတတ်နဲ့ဗျာဒီကောင်ကြည့်ရမရဘူးတွေ့မယ်တနေ့ကြရင်မင်းငါ့စီပတ်စံယူပြမပေးတဲ့ကောင်ဝစီကံအားဖြင့်အဲ့ဒါနဲ့ထိုးလိုက်သလိုပဲသူများပစ္စည်းမခိုးနဲ့အဲ့ဒီဆိုင်ကယ်မျိုးအဲ့ဒီကားမျိုးအဲ့ဒီအိမ်မျိုးလိုချင်လိုက်တာပတ်စံစုလို့ဆောက်အောင်မယ်လေဟာတခါတည်းစိတ်ထဲမှာသူများပစ္စည်းတတ်မဲ့တယ်အဲ့ဒါခိုးပြီးသားပဲဒါတရားသဘောပြောတာပါသူများသားများမပြစ်မှားနဲ့လို့ပြောတယ်မျက်စိဆိုတာကိလေသာလို့ခေါ်တယ်ကိလေသာရှိသောမျက်စိတည်တဲ့မကြည့်ပဲမနေနိုင်နဲ့ဟိုကောင်မလေးကချောလိုက်တာဟိုကောင်ကလေးကချောလိုက်တာမျက်လုံးနဲ့ကြည့်မိတော့မနောဆိုတဲ့အတွင်းအစ္ဆဒမနောကံအထက်ကနေထွက်လာတာကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးကိုဘယ်သူကထိနိုင်မှာလဲသုံးပါးသီလတော်မမြဲပဲနဲ့တော့၅ပါး9ပါး10ပါး9ပါး10ပါးလာလုံမနေနဲ့ဒီဒီသုံးပါးသီလအားဖြင့်ဒီငရေကြသွားနိုင်တယ်အဲ့ဒါကြောင့်တရားသဘောဒီကျွန်တော်တို့ကောင်းတာလုပ်ရင်ကောင်းတဲ့နေရာရောက်မယ်လို့ပြတာမှန်ပါတယ်မကောင်းရင်မကောင်းတဲ့အကုသိုလ်ကျိုးအပယ်ငရဲတိုးမယ်လို့ပြတာမှန်ပါတယ်ဒါပေမဲ့ခင်ဗျားတို့တရားသဘောကိုကြိုက်သလားကောင်းတာမလုပ်နိုင်ဘယ်လိုလုပ်ကြိုက်မှာလဲကျွန်တော်မကြိုက်ဘူးမမှန်ဘူးမပြောဘူးနော်တရားကမှန်တယ်၆မှတ်တယ်တည်ကြည်တယ်တရားကကောင်းပါတယ်မကောင်းဘူးလို့ကျွန်တော်မပြောဘူးကျွန်တော်ကျင့်ခဲ့တာပဲဒါပေမဲ့ကျွန်တော်မရဘူးလေမလုပ်နိုင်ဘူးလေသုံးမှတ်တိကတော့မမြင်နိုင်တဲ့သူကျွန်တော်ဘယ်လိုလုပ်တရားသဘောနဲ့ကောင်းတဲ့နေရာရောက်နိုင်မှာလဲအဲ့တော့တရားသဘောကိုကျွန်တော်မကြိုက်တော့ဘူးမကောင်းလို့မကြိုက်တာမဟုတ်ဘူးကျွန်တော်မလုပ်နိုင်လို့မကြိုက်တာကျွန်တော်တရားမကောင်းဘူးတရားမမှန်ဘူးလို့ကျွန်တော်မပြောဘူးနော်အဲ့တော့တမျိုးမမြင်နဲ့တရားမှန်တယ်တရားကောင်းတယ်တရားဖြောက်မှတ်တယ်တရားတည်ကြည်တယ်အဲ့တဲ့လိုက်လျှောက်နိုင်ခင်ဗျားတို့ရမယ်မလိုက်လျှောက်နိုင်တဲ့ခင်ဗျားတို့ကျွန်တော်တို့အကုန်လုံးငရဲသွားတော့မယ်အဲ့ဒါကြောင့်ကိုယ်မလုပ်နိုင်တဲ့အရာကိုလာလုပ်ပေးတဲ့သူရှိရင်ဗျာကဲပါလို့ကိုးစားလိုက်ပါမကြိုးစားနဲ့တရားကကြိုးစားတယ်ဖယားသခင်ကကိုးစားဖို့ပြောတယ်အဲ့တော့ကြိုးစားခြင်းနဲ့ကိုးစားခြင်းနှမျိုးရှိတယ်လူမတတ်နိုင်တဲ့အမှုငါတတ်နိုင်တယ်တဲ့အဲ့တော့ဖယားသခင်ကသူ့ကိုကိုးစားတဲ့အခါမှာကျွန်တော်တို့ဆွဲပြီးတော့မှကယ်လိုက်တယ်လို့ပဲသခင်ယေရှုခရစ်တော်ကိုခင်ဗျားတို့မိမိကယ်တင်ပိုင်ရှင်အရှင်သခင်ပြည့်ဟောဒီနှလုံးသားထဲမှာယုံကြည်လက်ခံလိုက်မယ်ဆိုရင်အခုယုံကြည်အခုလက်ခံအခုတည်အခုကောင်းငင်ရောက်တယ်ဒီလိုဖယားမျိုးပြန်မှာသွားရှာမယ်အဲ့ဒါကြောင့်ဘလို့အသေးခံပြီးတော့ကယ်တယ်လေဆိုတာကိုကျွန်တော်နောက်တစ်ပုံနဲ့ပြောပြခြင်းတယ်နော်ကယ်တဲ့နေရာမှာနော်သူကဘလို့အသေးခံပြီးတော့မှဘလို့ကယ်တယ်လေဆိုတာကိုကျွန်တော်ပုံပေါ်လို့ကျွန်တော်ပုံစံတစ်ခုပြောမယ်နော်
ကဲတင်ရင်ဆိုတဲ့နေရာမှာခဏခဏပြောမှနော်သဘောပေါက်တယ်ခဏခဏပြောရတယ်နော်ကျွန်တော်လည်းခဏခဏကြားရတယ်အဲ့တော့တရားစကားကိုကြားတဲ့သူဟာတဲ့နော်တကယ်ပဲဝမ်းမြောက်စရာကောင်းတယ်နော်ဒီမှာလက်တော်တွေ့ရတယ်ဘုရားသခင်လက်တော်ဟာကျွန်တော်တို့ကယ်ဖို့ရအတွက်သားတော်ယေရှုကိုဒီလောကကိုစေလွှတ်လိုက်တယ်ဘုရားသခင်ကကယ်ဖို့အတွက်ကျွန်တော်တို့အတွက်သားတော်ယေရှုကိုဒီလောကကိုစေလွှတ်လိုက်တယ်ဖယားနဲ့လူနဲ့ကြားမှာတရားထိုးပေးဖို့တဲ့လှေကတဲ့အနေနဲ့အသုံးပြုဖို့ရအတွက်သားတော်ယေရှုကိုလွှတ်လိုက်တာဗျအိမ်တိန်တက်မယ်ဆိုရင်လှေကားမပါကျွန်တော်တက်လို့မရဘူးတရုတ်ကားတွေကတော့ခုန်တက်တာရှိတာပေါ့ဒီနေ့ယေရှုကငါလမ်းခီးလို့ပြောတယ်တမန်တရားလို့ပြောတယ်အသက်လို့ပြောတယ်ငါ့ကိုအမိမပြုရင်ဘယ်သူမှခမဲတော့ထာမရောက်ရအောင်အဲကြောင့်ဒီနေ့စေလွှတ်တဲ့ယေရှုကိုအဲတို့ယုံကြည်လက်ခံမယ်ဆိုရင်ကယ်တင်ခြင်းရပြီးသားဖြစ်တယ်ကဲဘယ်လိုမျိုးသွားခဲ့တယ်လဲဒီအကြောင်းအရာကိုကျွန်တော်ဆင်ခြင်ရအောင်ဒီပုံကတော့ကျွန်တော်ရင်တော့တွေ့ဘူးတယ်ကျွန်တော်ခရိယန်ဖြစ်လာတဲ့အချိန်တုန်းကနော်ခရိယန်တော့ဖြစ်တယ်နော်ကျွန်တော်ကရှင်းရှင်းပြောရင်တော့မိမလူချင်းတော့ခရိယန်လုပ်လိုက်တာယုံကြည်လို့မဟုတ်ဘူးရင်တုန်းကကျွန်တော်ဗုဒ္ဓဘာသာမိမခရိယန်အဲ့တော့သူ့ကိုယူမှကျွန်တော်ကနော်ဥစ္စာပေါ့ခရိယန်ဖြစ်သွားတယ်ဒါပေမဲ့သူ့ယူဖို့ရအတွက်လည်းခရိယန်မလုပ်ရင်ယူလို့မရဘူးဖះเจ้าမှာလက်ထပ်မှာဟုတ်အဲ့တော့ကျွန်တော်ကအခြေအနေရပြီးတော့မှသူ့ကငါယောက်ျားပဲကဟုတ်လားဘလို့ဖြစ်ငါလုပ်လို့ရတယ်ဘုရားဘာသာဖြစ်အောင်ငါဆွဲဆောင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကသူ့ဘက်လိုက်ရောပြီးတော့အရင်ဆုံးယူလိုက်တယ်ယူပြီးတော့သူ့ကိုဘုရားဘာသာဖြစ်အောင်ကျွန်တော်ဆွဲဆောင်မယ်ဆိုတော့မှကျွန်တော်အဲ့လိုစိတ်ဓာတ်နဲ့ကျွန်တော်ယူလိုက်တာကျွန်တော်လုံးဝယုံကြည်လို့မဟုတ်ဘူးယေရှုကိုယုံကြည်တတ်လို့ကျွန်တော်ခရိယန်လုပ်တာမဟုတ်ဘူးတစ်ချိန်တုန်းကကျွန်တော်မိမလူချင်းတို့ခရိယန်လုပ်လိုက်တာအဆင်ပြေအောင်လုပ်လိုက်တာကျွန်တော်တို့ခရိယန်တွေအများကြီးရှိကောင်းရှိမယ်အဲ့လိုတော့မဖြစ်နဲ့နော်ခရိယန်ရင်ငရဲကြသွားလိမ့်မယ်အဲ့ဒါယုံကြည်သူကြီးပဲငရဲကြသွားလိမ့်မယ်ယုံတာဟုတ်ဘာယုံလဲမိမလူချင်းတို့ယုံတယ်နော်ဒါမျိုးတွေအများကြီးရှိတယ်နော်တချို့လည်းယောက်ျားလူချင်းတို့ယုံတယ်ဒါမျိုးမဖြစ်စေရဘူးအခုကျွန်တော်တို့ဂဂနနသဘောပေါက်ပြီးတော့မှယုံစီလက်ခံစေခြင်းတယ်ကျွန်တော်အရင်တော့မပေါက်ခဲ့ဘူးအဲ့ကျွန်တော်အဲ့လိုပြောတဲ့သူမရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့အကျွေးဆက်နေတယ်ရှင်းရှင်းပြောခင်ဗျားတို့ကျွန်တော်အကျွေးဆက်နေတာကျွန်တော်ကတချင်တော့ဒီလိုရှင်းအောင်ပြောခဲ့ရင်အဲ့ပြောတဲ့သူကိုကျွန်တော်အရာကိုကျေးဇူးတင်ပါဒါပေမဲ့ကျွန်တော်ကိုဘုရားသခင်ကိုယ်တိုင်ပြောင်းလဲစေတယ်ဒီမှာယေရှုခရစ်တော်ဟာလက်ဝါးကတ်တိုင်ပေါ်မှာတန်နဲ့ရိုက်တယ်လက်ဘာကြောင့်လဲခင်ဗျားတို့ကျွန်တော်လက်ကအပြစ်တွေလက်ကလုတ်ခဲ့တဲ့အရက်ခွက်ကန်ကြီးနဲ့လက်အပြစ်ခိုးခြင်းနဲ့လက်လူတက်ခြင်းနဲ့လက်သူများသားများပြစ်မှားခြင်းနဲ့လက်မကောင်းတဲ့ဒုစရိုက်ကိုပြုတ်ခြင်းနဲ့ဟောဒီလက်ရဲ့အပြစ်ကိုတန်နဲ့ရိုက်ပြီးတော့မှအသွေးတော်နဲ့စီးတယ်လက်အပြစ်ပြေသွားပြီခြေတော့ကြည့်ပါခင်ဗျားတို့ကျွန်တော်ခြေတော့တွေကောင်းသလားမိုးရွာရင်အသိမပြောနဲ့ဆိုထီးဆောင်လေပြောခြင်းနဲ့ခြေတော့တွေပြည့်တစားမအိမ်သွားခြင်းနဲ့ခြေတော့တွေအကျက်ဝိုင်းဖဲဝိုင်းအိုးတခါတည်းမကောင်းတဲ့နေရာလှင်မြန်မြင်လိုက်တာတဆောင်မုံလာပြင်းနေဆိုကျွန်တော်ဗမာလူမျိုးများဗာလာလဲတခိုးလားခိုးတဲ့လားခိုးစရာမရှိကိုယ့်အိမ်ကိုပြန်ခိုးတာအဲ့ခြေတော့ကခိုးတဲ့နေရာသွားခြင်းတယ်မကောင်းတဲ့ခင်ဗျားတို့ကျွန်တော်တို့ခြေတော့အတွက်ယေရှုခရစ်တော်ဒီလက်ဝါးကတ်တယ်ပေါ်မှာခြေတော့ကိုတန်နဲ့ရိုက်ပြီးတော့မှအဲ့ဒီအပြစ်ကိုဆေးတယ်ဆိုတွေ့ရတယ်အသွေးတော်နဲ့ဆေးတာနော်ဒီမှာယောမတသားလှန်နဲ့ထိုးတယ်ဟုတ်နှလုံးထိပေါက်တယ်ဗျာတွေးရည်ကြီးထွက်လာရတယ်ခင်ဗျားတို့ကျွန်တော်နှလုံးသားကောင်းသလားကောက်ကျင့်စင်းလက်တတ်တဲ့နှလုံးသားလူတိုင်းမှာရှိတယ်နှလုံးသားညဉ့်ညမ်းတယ်ဟိုဘက်အင်က3500ထီပေါက်ရင်လေ3500ဆိုအစ်စ်က900ပါတယ်နော်3000ရလာတယ်3500ထီပေါက်တယ်ဆိုရင်3000ရသွားပြီအဲ့လူကဒီဘက်အိမ်ကလူကဟိုဘက်အိမ်ကိုမကျေနပ်တော့ဘူးကိုယ်အိမ်ဒီနာချင်းထီပေါက်လို့ကိုကဝမ်းသာရမယ်အစားဒီကောင်အလကားပါကြက်ကန်းတိုးသွားတာစာမရှိစီမရှိငါပေးထားတဲ့ကောင်အခုကြမှာမလီအဲ့ထဲမှာ300တန်လောက်ကားကတဝီဝီနဲ့အိမ်ရှိမှစီးနေတယ်ဆိုရင်လေဒီကောင်ကွာမစီးဘူးလေစီးပြီးတော့မှတခါတည်းနှလုံးသားထဲမှာဘလောင်ဆူတော့တာပဲဒီနေ့နှလုံးသားမကောင်းတဲ့အပြစ်ကြောင့်ယေရှုခံတယ်ဆိုတော့တွေ့ရတယ်ဒါတွေမကဘူးခေါင်းမှာဆုတွေနဲ့ရရော့ဘယင်လောက်ကစွတ်ဆန်းဆိုမကြိုက်ဆောင်ပေးလိုက်တာဟာတခါတည်းဆုရစ်ပတ်ပြီးတော့တွေးနေကြရတယ်အစိတ်ကလည်းပြင်းတယ်တွေးရလည်းထွက်သေးတယ်ဟာခံစားရတာနာကျင်သွားပြီအဲ့ဒါဘာကြောင့်လဲခင်ဗျားတို့ကျွန်တော်ခေါင်းအပြစ်ကြောင့်ကျွန်တော်တို့ခေါင်းတွေကောင်းသလားစဉ်းစားမျက်စိနှလုံးပွတ်လိုက်တာနဲ့အဲ့ရကထလိုက်တာနဲ့မျက်စိနှလုံးပွတ်တာနဲ့စဉ်းစားတယ်အဲ့ဒီအုံနောက်ကဘသူဒီပတ်စံချီးပြီးပြန်မပေးရင်ကောင်းမလဲအမချီးပြီးမပေးချင်တာဘသူအကြံဖန်လုပ်လိုက်ရမလဲဘသူအကောက်ကြံလိုက်ရအောင်ဒီလိုလမ်းရဲလိုက်ရင်တော့ဒီကောင်ရနိုင်တယ်ဟာအဲ့ဒီအတွေးခေါ်တွေကြောင့်ယေရှုခရစ်တော်ဒီခင်ဗျားတို့ကျွန်တော်တို့ခေါင်းတွေဆုရစ်ပတ်ခံတယ်ခေါင်းကနေခြေတော့ကနေခေါင်းတကောရှိတဲ့အပြစ်တွေအားလုံးကိုတဲ့အသွေးနဲ့ဆေးလိုက်တယ်တဲ့တော့ကျမ်းစာထဲမှာ
ယေရှုခရစ်တော်၏အသွေးတော်သည်ငါတို့အပြစ်ရှိသမျှကိုဆေးကြောတော်မူ၏ဆိုတော့အပြစ်ရှိသမျှဆိုကြတဲ့ကအမင်းမတိပဲနဲ့ဟင်းအိုးနိုင်စားတဲ့အပြစ်ကစပါပါပြီဒါကြောင့်လူတိုင်းအပြစ်အတွက်ကြောင့်ယေရှုခရစ်တော်လာအသေးခံတယ်အဲ့ဒါကိုကျွန်တော်အရင်တော့မသိတော့မင်းတို့ခရိယန်ဖရာကြီးကအစိမ့်နေဖရာကြီးသေခြင်းဆိုဖရာကြီးသူမြတ်တတ်လို့သေတာကျွန်တော်မှမသိပဲနဲ့ကျွန်တော်လူခဲ့ရခဲ့တဲ့လူဖြစ်ပါတယ်ဒီကမိတ်ဆွေများလည်းကျွန်တော်လိုပဲဖြစ်ကောင်းဖြစ်မယ်နောက်တစ်ခုကကျွန်တော်ပြောသေးတယ်ဗျမင်းတို့ဖရာလှလဲမလားလမ်းသေးရဲ့လူပတိုင်းမွေးတွေနဲ့နိုင်ငံခြားကဖရာမယ်ကိုဖရာကျတော့ဗမာပြည်ပေါက်ကြနေတာနော်အဲ့တော့သူများဖရာကိုကျွန်တော်ရှောက်ကြည့်ရတယ်နောက်ပြီးတော့မှဒီရုပ်ကိုကြည့်ပြီးတော့မှကျွန်တော်ကကိုယ်ဗမာလူမျိုးနဲ့မတူတော့အထင်သေးပြီးတော့မှပုံစံကိုကြည့်ပြီးကျွန်တော်ပြောခဲ့ဘူးတယ်ဒါတော့ကျွန်တော်ရှင်းပြခြင်းတယ်ဘာကြောင့်လဲဆိုတော့ဟောဒီလောကကြီးရဲ့ကဘာကြီးရဲ့အလဲဘူတဲ့တဲ့ဟာတဲ့အေးစင်းနိုင်ငံဖြစ်တယ်ယေရှုခရစ်တော်မွေးဖွားတဲ့နေရာနာဇရက်မြို့ဖြစ်တယ်ဒီနေ့ကဘာသိပ္ပံပညာရှင်များကဘာကြီးရဲ့အလဲဘူဘယ်နေရာကျတယ်လဲဆိုတော့သူတို့ဒေါ်လာတွေများစွာကုန်ခံပြီးတော့မှရေပုံတွေနဲ့နော်အချိန်နှစ်ပေါင်းများကြာယူပြီးတော့မှတိုင်းတာပြီးတော့မှကဘာကိုကြီးညာတယ်ကဘာအလဲဘူဟာအေးစင်းနိုင်ငံယေရှုခရစ်တော်မွေးဖွားတဲ့နေရာတကယ်ကဘာချက်မှဖြစ်တယ်ဆိုတာကိုသူတို့ကကြီးညာတော့အဲ့ဒါကိုလူတိုင်းယုံတယ်အဲ့ဒါမကြီးညာခင်ကယေစီကျေလအခန်းကြီး9အငယ်9မှာဖျားသခင်ကြီးညာထားတယ်ကဘာကြီးတစ်ခုလုံးရဲ့အလဲဘူဟာခရစ်တော်မွေးဖွားတဲ့နေရာယေရုရှလင်မြို့အစ္စရေးနိုင်ငံဖြစ်တယ်ဆိုတော့ဖျားသခင်ငကိုရဲ့ကြီးညာထားတယ်ဒါပေမဲ့အဲ့ဒါကိုသူတို့ကမယုံဘူးဖတ်လဲဖတ်ခြင်းမဖတ်မိမယ်ယုံလဲယုံမှာမဟုတ်ဘူးသူတို့ကလည်းလက်တွေ့စမ်းသပ်တဲ့အခါမှာတကယ်ပဲအလဲဘူဟာဒီနေရာကြတယ်ဆိုတော့သူတို့ကကြီးညာတယ်သူတို့မကြီးညာခင်နဲ့တမန်ကျမ်းစာမှာကြီးညာထားပြီးသားဖြစ်တယ်တို့ကြောင့်သိပ္ပံနေမရှိခင်ကဖျားသခင်ရှိပြီးသားဖြစ်တယ်တို့ကြောင့်တချို့က theology နဲ့တွက်တယ် theology ကမနေ့ကမှဖြစ်တာဘုရားရှင်က theology မရှိခင်နဲ့ရှိတာတို့ကျမ်းစာကိုအဲ့လိုမတွက်ပါနဲ့ဘုရားခင်နှုတ်ကပတ်တော်တန်ယုံပါအဲ့ဒါကြောင့်ဒီနေ့တကယ်လို့ဗမာပြည်သားကပ္ပရဲ့အလဲဘူကြမယ်ဆိုအဲ့ဒီယေရှုပုံကမြန်မာလူမျိုးပုံဖြစ်မယ်ပစိုးနဲ့တိုက်ပုံအင်ဂျီနဲ့ဟုတ်လားမြန်မာလူမျိုးအဲ့တော့မြန်မာတွေကျွန်တော်တို့မြန်မာတွေချောပါတယ်အမွန်းတင်တာတော့မဟုတ်ပါဘူးအခက်ချောဖြစ်မှာမတော်လို့ရုပ်ဆိုးမှာမဟုတ်ပါဘူးတကယ်လို့တရုတ်ပြည်မှာဆိုရင်တရုတ်ပုံစံမျိုးကလတီမှာအလဲပူကြမယ်ဆိုရင်တင်တိုင်းနေပါလိမ့်နဲ့ဟုတ်လားကလာဝုစုံနေနဲ့ဖြစ်မှာပဲကြောင်ကြိုက်တွေနဲ့ဒါကြောင့်အစ္စရေးနိုင်ငံအလဲပူကြတော့အစ္စရေးလူမျိုးတယောက်ရဲ့ပုံစံပဲဒီနေ့ဖော်ရမှာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်နောက်မှသဘောပေါက်သွားတယ်เนาะဒါကြောင့်မသိလို့ကျွန်တော်ကဲ့ရခဲ့တာပါကျွန်တော်လိုကဲ့ရတဲ့သူလည်းရှိကောင်းရှိမယ်အဲ့ဒါကြောင့်ကျွန်တော်ပြောချင်တယ်ယေရှုခရစ်တော်ဒီကျမတို့အားလုံးရဲ့ဖရာသခင်ဖြစ်တယ်ခရစ်ယာန်ဖရာမဟုတ်ဘူးယေရှုခရစ်တော်ဖရာလို့ပြောတယ်ယေရှုခရစ်ယာန်ဖရာလို့လုံးဝကျမ်းစာထဲမှာမပါဘူးယေရှုသည်ခရစ်ယာန်ဒီအားလုံးနဲ့ဆိုင်တယ်လို့ခရစ်ယာန်မဟုတ်သေးသောသူများလည်းဆိုင်ပါတယ်နှာခေါင်းနဲ့အသက်ရှူတဲ့သူတွေအားလုံးဆိုင်တဲ့တဆူတည်းဖြစ်တဲ့ဧကောပုဒ်တော်ဘုရားသခင်ဖြစ်တယ်ဆိုတာကိုနားလေသဘောပေါက်ခဲ့ရင်ဒီနေ့ဒီမှာတရားနာကြိုးနှပ်ပါလိမ့်မယ်ရောက်စီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေနှုတ်ကပတ်တော်တဲ့ဆုတောင်းမယ်အသက်ရှင်တော်မူသောအဖဘုရားယနေ့စိတ်ဝင်စားစွာဖြင့်နားထောင်တဲ့သာသမီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါအခုဒီနေ့ပြောကြတဲ့အရာပေါ်မှာဒီနေ့နားလေသဘောပေါက်မိမိအသက်တာဒီကယ်တင်ရှင်ဖြစ်တဲ့ယေရှုခရစ်တော်ဘုရားကိုခေါ်ပေးလက်ခံပြီးတော့မှကိုတော်ရှင်ဘုရားနဲ့သာရှောက်လန်းနိုင်မှာမြည်အကြောင်းအရှင်ယေရှုနာမနဲ့အမိကြီးပြီးတော့ရှင်မို့တဲ့ဒီတော်စက္ကအနန္တပါလိမ့်ပါမယ်ဆိုတော့အာမင်တခြားဘာသာသူတည်းရေကိုတခြားသူများဆောင်ရွက်ပြီးတခြားသူများဆောင်ရွက်